နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ဒီ setting ထဲမှာပေါ့နော် setting ထဲမှာ R style ဆိုတာဘာလဲပေါ့ R style ဆိုတာဘာလဲတည်ရှင် R style ပြီးတာ question mark လေးကိုနေကြည့်လိုက်အဲဒါဆိုလို့ရှိရင် R style ဆိုတာဘာလဲ R style ဆိုတာတခါတလေကြားလို့ရှိရင်ကျွန်တော်တို့ကတချို့ data တွေမှာတစ်နှစ် R 1000ဆိုလို့ရှိရင်သူတို့ကတစ်နှစ်က900နှစ်တစ်က900 1000ကိုတစ်ဝက်စီခွဲပြီးတော့900စီသုံးတဲ့ဟာမျိုးရှိတယ်တချို့ data တွေမှာကြတော့တစ်နှစ် R 1000ဆိုရင်တစ်နှစ်က1000နှစ်တစ်က1000ဒါဆိုလို့ရှိရင် total 2000ပေါ့နော်အဲ့လိုသုံးတဲ့ဟာမျိုးရှိတယ်အဲ့ဒါဆိုလို့ရှိရင်ကို data နဲ့ကိုပေါ့နော်ကိုသုံးတဲ့ပုံမူတည်ပြီးတော့တဝက်ဆိုလို့ရှိရင်တဝက်အပြည့်ဆိုလို့ရှိရင်အပြည့်တဝက်ဆိုရင် half ကိုထားအပြည့်ဆိုရင် full ကိုထားအဲ့လိုထားလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ full လေးဖြစ်နေတာပေါ့နော်ဒါဆိုရင်ဒါကြောင့်မလို့ကျွန်တော်အရှိမစီရင်ထည့်ခဲ့တဲ့ဟာတွေကတစ်နှစ်1000လို့ထည့်လိုက်ရင်တစ်နှစ်က1000နှစ်တစ်က1000တကယ်လို့ဒီဥစ္စာလေးကို on ထားလိုက်မယ်ဆိုရင်ဒါ half ဖြစ်သွားပြီဒါဆိုလို့ရှိရင်တစ်နှစ်အား1000လို့ထည့်မယ်ဆိုရင်တစ်နှစ်က900နှစ်တစ်က900ပေါ့နော်များတော့အဖြစ်တော့ဒါလေးကကျွန်တော်တို့အပြည့်တွားကြတာများတယ်ပြီးတော့အပါပေါ့နော်အပါဆိုတာလည်းဗာလေတည်ချင်းမှ question mark လေးကိုနေကြည့်လိုက်အကယ်၍အပါ1အပါ1000လို့ထည့်လိုက်တယ်ဆိုလို့ရှိရင်ယူယူ16ခွက်ဝင်တာရှိတယ်အပူးကို2ခါထပ်ပြီးတော့အကွက်20ဝင်တာရှိတယ်ဒါလည်းကို data နဲ့ကိုပေါ့နော်အဲအားကြောင့်မို့လို့ဒီမှာကျွန်တော်တို့က16ဒါလေးကို online မယ်ဆိုလို့ရှိရင်20ဖြစ်သွားပြီဒါလေးကို off ထားမယ်ဆိုရင်ကိုက16ခွက်ပဲဝင်မယ်ပေါ့နော်အဲ့ဒါလေးရှိမယ်အဲ့ဒါလေးတွေ software ထဲမှာပြောင်းလို့ရမယ်နောက်ထပ်ထူးခြားတာတစ်ခုကကြတော့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီ software ကိုကြိုက်တဲ့ team လေးရွေးပြီးတော့ကျွန်တော်အယောင်လေးချိန်လို့ရတယ်ဒီမှာ apply team လို့နေလိုက်ရုံပဲကျွန်တော်ဒီမှာကိုကြိုက်တဲ့ထားခြင်းတဲ့ team လေးကိုရွေးပြီးတော့အယောင်လေးကိုပေါ့နော် team ဆိုတာအယောင်ပေါ့ကိုကြိုက်တဲ့ color mode လေးကိုရွေးပြီးတော့ကျွန်တော်တို့ဒီအောက်က apply team ကိုနေလိုက်ရုံပဲဒါဆိုလို့ရှိရင် software တစ်ခုလုံးကအယောင်လေးတွေချိန်သွားပြီကိုကြိုက်တဲ့ software အယောင်ကိုကျွန်တော်တို့ဒီမှာရွေးပြီးတော့ထားလို့ရတယ်အရင်ဆုံးရွေးပြီးရင်တော့အောက်ကဒီ apply တင်နေနေဖို့လိုတယ်ဒါဆိုရင်နောက်ဒီဟောင်းပေါ့နော်ကျွန်တော်တို့ဒီမှာဒီလိုမျိုးလေးတွေကျွန်တော်တို့ကိုကြိုက်တဲ့အယောင်လေးတွေထားလို့ရတယ်ပေါ့နော်ဒါလေးတွေကတော့ကျွန်တော်တို့မျက်စိပဒါဖြစ်တာပေါ့နော်ဒီထဲမှာဝင်ပြီးတော့ကျွန်တော်ရွေးကြည့်လို့ရတယ်တကယ်လို့ကိုကတော့ဒီလို night mode ကြိုက်တယ်ဆိုလို့ရှိရင်လည်းဒီအနက်ပါတာလေးတွေကျွန်တော်ရွေးပြီးတော့ထားလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းဒါ night mode ပုံစံမျိုးဖြစ်သွားတာပေါ့ကျွန်တော်တို့ဒီရဲ့ default ကတော့ဒီအပေါ်ဆုံးအဖြူရောင်ဖြစ်ပါတယ်နောက်ထပ်တစ်ခုကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီရဲ့ software ကဒီ software ထဲမှာရှိတဲ့ data တွေကဒီဖုန်းရဲ့ memory ထဲမှာစာရင်းတွေတိတ်တာပေါ့နော်အဲ့လိုဆိုကြတော့ software 300အရန်ကြာလာတဲ့အချိန်မှာဖုန်းထဲမှာ memory တွေပြည့်လာပြီးတော့ software ကလေးလာတယ်လို့မျိုးဖြစ်တာမျိုးရှိတယ်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာမလိုအပ်တဲ့စာရင်းတွေပေါ့နော်စာရင်းတွေချုပ်ပြီးသားဖြစ်ရမယ်ကိုကနေပြီးတော့စာရင်းတွေအားလုံးမှတ်ထားပြီးသားဖြစ်ရမယ်မှတ်ပြီးဒီစီးရင်တွေအားလုံးရှင်းပြီးသွားပြီဆိုလို့ရှိရင်ဒီ clear data လေးဝင်လို့ဖို့ကျွန်တော်အကြံပေးတယ်။သူကတော့နေ့တိုင်းလုပ်ရင်တော့မကောင်းဘူး။ဒါပေမဲ့ကျွန်တော်တို့ထားပါတော့အပတ်ရှင်းဆိုလဲတစ်ပတ်လုံးရှင်းပြီးသွားပြီဆိုတဲ့အချိန်မျိုးပေါ့နော်။ဒါမှမဟုတ်လေတစ်လတစ်ခါအဲ့လိုမျိုးပေါ့။အဲ့ဒီအချိန်မှာကျွန်တော်ဒီ clear data လေးတွေကိုဖိထားလိုက်တော့ဖိထားတာနော်နှိပ်လို့မရဖိထားလိုက်လို့ရှိရင်ဒီမှာ clear data လုံးမလားတေးချယူလားဘာလို့ तू ကဒီမှာတော့ तू ကတေးချ10မိနစ်10စက္ကန့်လုံးစက်တိုက်ဖိထားတော့မှ तू ကနေတော့စီးရင်နေရှင်းသွားပြီမှာဘာလို့လဲဆိုတော့ဒီလို clear data လုပ်ပြီးသွားပြီဆိုလို့ရှိရင်အိုက်စင်းရင်တွေဘယ်တော့မှပြန်မရတော့ဘူးအဲ့လိုဆိုကြတော့ကိုကလုံးဝတေးချပြီဆိုတော့မှဒီ clear data ကိုလုပ်စေချင်တယ်အဲ့ဒီမှာကျွန်တော်တို့ user data တွေ data တွေ user data ဆိုတာ commission စားတွေပေါ့နော် data ဆိုတာဒါရင်စရင်းတွေပေါ့နော်သူတို့ရဲ့နာမည်စရင်းတွေရောဖြတ်ချင်တာလားနာမည်စရင်းတွေဖြတ်လိုက်ရင်တော့ကျွန်တော် software ကြီးကလုံးဝ active ဖြစ်သွားပြီးတော့ software စသုံးတော့မယ်ဆိုရင် commission စားနာမည်တွေပြန်ထည့်ရတာရှိမယ်ဒါနာမည်တွေပြန်ထည့်ရတာရှိမယ်ပေါ့နော်အဲ့ဟာတွေပါဖြတ်ချင်တယ်ဆိုရင်တော့ဒီမှာအမှန်ချရွေးပြီးခဲ့လို့ရတယ်တကယ်လို့ကိုကမဖြတ်ချင်ဘူးဆိုရင်တော့ဒါလေးကိုထားခဲ့ပြီးကြတော့မှဒါလေးကို10စက္ကန့်ဖိထားလိုက်ပေါ့နော်ဒါကတော့ကျွန်တော်ကတော့မဖြတ်ပြတော့ဘူးဒါ10စက္ကန့်လုံးဖိထားလိုက်မယ်ဆိုလို့ရှိရင် software ထဲမှာရှိသမျှ data တွေအကုန်လုံးပြတ်သွားလိမ့်မယ်ကျွန်တော်ကတော့နေ့တိုင်းလောက်တာမျိုး recommend မပေးဘူးသူကတပတ်တစ်ခါအပတ်ရှင်းကိုကအပတ်ရှင်းဆိုလို့ရှိရင်လည်းတပတ်တစ်ခါပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းတစ်လားတစ်ခါလောက်မှလောက်တာမျိုးလုပ်စေချင်တယ်